ငါရှင်းတယ်မင်းရှုပ်နေတာကျုပ်ကရှင်းတယ်ခင်ဗျားရှုပ်နေတာမင်းရှင်းတာမင်းမင်းရှုပ်တာငါရှင်းတယ်ကျုပ်ပြောတာចောင်းသားတွေအိတ်တဲ့အဆောက်ဘောလားဘောလားဆောင်အဲ့လိုရှင်းလင်းပြောအဆောင်ဆိုတာမျိုးစုံရှိတယ်စာတင်ဆောင်ရှိတယ်လူနေဆောင်ရှိတယ်အိတ်ထဲထဲတဲ့အဆောင်ရှိတယ်အဆောင်ရဲနာစောက်ရဲတာဘောပေါက်လားအကုန်လုံးသိတယ်လာမလို့ဒီចောင်းထဲမှာနစ်ဆွဲနေပြီနော်ဒီចောင်းလုံးကငါနေရွက်ရတယ်ကြီးရှီရလဲမဟုတ်ဟမ်ငါမူးရင်လဲနေမှာအဲ့ဒါနေရွက်ရတယ်အဲ့ဒါလားဘယ်လောက်လဲကွာ9သိန်းနဲ့ဟမ်ဘလာ9သိန်းနဲ့ဘူးပြီးလဲတာတော့မှနေငယ်ဘက်ကိုလဲတယ်ဟုတ်လားမင်းကဘာလို့ကိုရရတာလဲဒီဝယ်ရအောင်ဘယ်သူကရောင်းမယ်ပြောလို့အာကြားတချခွာဒီပြောပါဦးကျွန်တော်တို့အိမ်ပွဲပဲနဲ့အခါဝယ်ပြီးပြန်မလို့ဖြစ်နေပြီ